တန်ဝေကယူเสียရတယ်နော်တန်ဝေကယူเสียရတယ်လောကကြီးမှာတနေ့တုန်းတစ်ချိန်တုန်းကဘလောက်အာနာရှိနောက်ဆုံးပိတ်အချိန်လူဘဝဆိုတာဒါမျိုးတွေနဲ့ကြုံရတတ်တယ်ပေါ့တန်ဝေကမယူတတ်လို့ရှိရင်တော့ကိုရှိနေတဲ့အချိန်ပိုင်းလေးမှာဟုတ်လာပြီထင်တတ်တယ်ပေါ့ကောသလမင်းကြီးရဲ့နန်းကြတာဟာလည်းပဲဇေယျပေါ်မှာပဲသူအသက်သေဆုံးပြီးတော့သွားတယ်ပေရိသရမင်းကြီးကထောင်ထဲမှာသေတယ်ကောသလမင်းကြီးကဇေယျပေါ်မှာသေတယ်ရသော်ဘုရားနဲ့လက်တွဲလာခဲ့ကြတဲ့တတူရွယ်သူဖြစ်တဲ့ကောသလမင်းကြီးရဲ့ဘဝဆက်သိမ်းကလည်းမကောင်းဘူးပေမိတာရမင်းကြီးရဲ့ဘဝဆက်သိမ်းကလည်းမကောင်းဘူးလောကကြီးမှာတနေ့တုန်းတစ်ချိန်တုန်းကဘလောက်အာနာရှိနောက်ဆုံးပိတ်အချိန်လူဘဝဆိုတာဒါမျိုးတွေနဲ့ကြုံရတတ်တယ်ပေါ့တော့လူလောကမှာနေကြတာလေးကခဏလေးပဲလို့ဆိုကောင်းစားတဲ့လူလည်းခဏလေးပဲမကောင်းစားတဲ့လူဆိုတာလည်းခဏလေးပဲဘလောက်ချမ်းသာတဲ့ပုဂ္ဂိုလ်ပဲဖြစ်ဖြစ်ခဏလေးပဲနေမြင်ညပြောက်ဆိုတာလို့လောကမှာပျက်စီးဆုံးရှုံးမှုဟာအလွန်နှင်းမြန်တယ်တက်တန်းတွေကလည်းအလွန်တိုးတယ်ဒါကြောင့်ဘလောက်ပဲချမ်းသာမင်းချမ်းသာဆိုတာနော်သမုဒ္ဒရာတွေကတက်လာတဲ့ချိန်လေးမှာရေပေါင်လေးကျလို့ပွက်ခနဲ့ထားလာတဲ့ရေပွက်ကလေးလိုတူလေးပါတဲ့ခဏလေးတေချာစဉ်းစားကြည့်ရင်လည်းလူဘဝခဏလေးပဲနော်စတုမာရနတ်ပြည်ရဲ့နတ်သက်နဲ့တွဲကြည့်မယ်ဆိုရင်လူတွေရဲ့အနှစ်90မှာစတုမာရနတ်ကတရက်ရှိသေးတယ်တာဝရိန္ဒနတ်သက်နဲ့တွဲမယ်ဆိုရင်လူတွေရဲ့အနှစ်100တာဝရိန္ဒမှာတရက်ပဲရှိသေးတယ်အဲ့တော့တာဝရိန္ဒနတ်ပြည်ကနတ်တွေကနေလူတွေကိုကြည့်လိုက်မယ်ဆိုရင်ဟင်းအခုပဲမွေးအခုပဲအိုအခုပဲအဖိုးကြီးဖြစ်ပြီးအခုပဲတည်သွားတယ်လို့ဒီလိုထင်တခါတော့ကဆောလမွန်ဆိုတဲ့အင်္ဂလိပ်စာအုပ်လေးထဲမှာဆောလမွန်ဆိုပြီးတော့ဒီလူဘဝတက်တန်းလေးကိုဖော်ပြထားတာရှိတယ်တက်တန်းလေးဖော်ပြထားတာလေးကစိတ်ဝင်စားလေးဘာလဲဆိုရင်သူကတနင်္ဂနွေနေ့မှာမွေးတယ်တဲ့တနင်္လာနေ့ကျတော့ကျောင်းနေအင်္ဂါနေ့ကျတော့လက်ထပ်တယ်နော်ဗုဒ္ဓဟူးနေ့ကျတော့နေမကောင်းထိုင်မသာဖြစ်ကြာသပတေးနေ့ဆေးရုံတဲ့တောက်ကြနေ့သေစနေနေ့ချလူတယောက်ရဲ့အသက်ကိုဖော်ပြထားပုံလေးဒီ9ရက်ပဲအဲ့ဒါလို့လူလောကအဲ့ဒါလို့ပြောရလောက်အောင်ဒီ9ရက်အထဲမှာပဲမွေးတာတနေ့သေတာတနေ့ဆိုတာလို့အလွန်တူတောင်းနေတဲ့အချိန်လေးတစ်ခုရှိဟော